People လောကမှာ Bad Female လို့ပြောလိုက်တာနဲ့ကမ္ဘာလုံးကပြင်းပြင်းကြတာကတော့ 2NE1 ရဲ့ leader CN ပါပဲသူမဟာတာမန်အိုင်ဒေါတယောက်တည်းမကပဲစင်ပေါ်ရောက်ရင်တစ်ဖက်လူကိုလွှမ်းမိုးသွားနိုင်တဲ့အချိန်ဝါမျိုးကိုပိုင်ဆိုင်ထားတဲ့သူပါအထူးသဖြင့်မျိုးသမီး rapper တွေအတွက်လက်ဖောက်ပေးခဲ့တဲ့ရှေ့ဆောင်လမ်းပြတယောက်လိုလည်းတင်စားကြပါတယ်ဒါပေမဲ့အခုလိုယုံကြည်မှုအပြည့်နဲ့ကမ္ဘာကိုကန်နှုတ်နိုင်ဖို့အတွက်သူမဟာငယ်စဉ်ကတည်းကဘယ်လိုမျိုးထူးခြားတဲ့ဘဝဖြစ်တတ်မှုတွေရှိခဲ့လဲဒီနေ့ကျွန်တော်ပိုးကောင်ကကမ္ဘာကျော် 2NE1 အဖွဲ့ရဲ့အားကိုထိုက်တဲ့ခေါင်းဆောင်ကြီး CN ရဲ့နောက်ွယ်ကစိတ်ဝင်စားစရာအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လီချယ်ရင်းကို1991ခုနှစ်ချိုးမြို့မှာမွေးဖွားခဲ့ပေမဲ့သူမရဲ့ငယ်ဘဝကတော့တခြားကလေးတွေနဲ့မတူခဲ့ပါဘူးသူမရဲ့ဖခင်ဟာဒီပဗေဒဘာမခတူဖြစ်တာကြောင့်ဂျပန်နဲ့ပြင်သစ်နိုင်ငံတွေမှာနှစ်လည်နေထိုင်ခဲ့ရပါတယ်ဒီလိုနိုင်ငံစုံမှာကြီးပြင်းခဲ့ရတာကြောင့်စီယန်ဟာဘာသာစကားမျိုးစုံကိုကျွမ်းကျင်တယ်လို့ပွဲပြားတဲ့ယဉ်ကျေးမှုတွေနဲ့လည်းထိတွေ့ခွင့်ရခဲ့ပါတယ်ဒါပေမဲ့သူမရဲ့တကယ်ဝါသနာကတော့သိပ္ပံပညာမဟုတ်ပဲဂီတနဲ့အကဖြစ်နေခဲ့ပါတယ်သူမဟာငယ်ငယ်ကတည်းကကိုယ်ပိုင်ချင်းတွေရေးဆက်ခဲ့တယ်လို့နုပညာရှင်တယောက်ဖြစ်ဖို့အတွက်နိုင်ငံခြားမှာနေထိုင်ခြင်းအတွင်းမှာပဲကိုအမြဲတမ်းလေ့ကျင့်ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။ CN ဟာ YG Entertainment မှာ trainee တယောက်ဖြစ်ဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။သူမဟာအသက်15နှစ်အရွယ်မှာပဲ JYP ရဲ့လူရွေးပွဲကိုဝင်ပြိုင်ခဲ့ဘူးပေမဲ့ကမကောင်းစွာနဲ့ပဲဖယ်ရှားခံခဲ့ရပါတယ်။ဒါပေမဲ့သူမဟာလက်မလျှော့ပဲ YG ရဲ့အဆောက်အဦရှိမှာကြာကြီးဆောင်ဆိုင်ပြီးသူမရဲ့ Demo CD ကို CEOC ကိုဓာတ်ရိုက်ပေးရနိုင်ခဲ့ပါတယ်။အဲဒီလိုမလျှော့သောဇွဲလုံးလာတွေကြောင့်သူမဟာ2006ခုနှစ်မှာ YG မှာလေ့ကျင့်ခွင့်ရခဲ့တာပါ။ trainee ဘဝမှာလည်းတခြားသူတွေထပ်ပိုပြီးကြိုးစားခဲ့လို့2009ခုနှစ်မှာ 2NE1 အဖွဲ့ရဲ့ leader အဖြစ်နဲ့ပြည်သက်တရဲ့ရှေ့ကိုအမိုက်စားစတင်ရောက်ရှိလာခဲ့ပါတယ်။ဒါဟာကမ္ဘာတဝန်းကလက်ချက်တွေအတွက်တော့ဒဏ္ဍာရီတစ်ခုရဲ့စပြုခြင်းပဲဖြစ်ပါတယ်။ (2010 ပြည့်နှစ်တွေမှာတော့ CN ဟာ 2NE1 အဖွဲ့နဲ့အတူ K-pop လောကကိုအသစ်တစ်ဖန်ပြန်လည်မွမ်းမံခဲ့ပါတယ်။ I am the best ကမ္ဘာကျော်သချင်းတွေနဲ့အတူသူတို့ဟာတခြားသောမိန်းကလေးဖွဲ့တွေနဲ့မတူဘဲဖတ်မှတ်မှတ်ခရဲရဲပုံစံနဲ့တစ်ကမ္ဘာလုံးကိုလွှမ်းမိုးခဲ့တာပါ။ CN ဟာဖွဲ့ကောင်းဆောင်ပြီးချင်းပေါ်မှာအရန်ကိုအချိန်မှကြီးမားခဲ့ပြီးမျိုးသမီးတွေရဲ့ခွန်အားနဲ့ယုံကြည်မှုကိုဖော်ဆောင်ပေးတဲ့ပြရုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။သူမရဲ့ဆူးရှားတဲ့အကြည့်တွေနဲ့ပြင်းထန်တဲ့ rap flow တွေကပြည်သက်တွေကိုအမြဲတမ်းမြင့်တက်သွားအောင်လုပ်နိုင်ခဲ့တယ်လို့ဖွဲ့သားတွေကြားမှာလည်းအားကိုးအားထိုက်တဲ့မန်နိုင်ကြီးအဖြစ်အမြဲတမ်းရည်တည်ပေးခဲ့ပါတယ်။2022ခုနှစ်ကိုချယ်လာဆင်မြင့်ထက်မှာ 2NE1 အဖွဲ့ဝင်တွေပြန်လည်စုစည်းပြီး surprise ဖျော်ပေးခဲ့တာကတော့သူမရဲ့လူပညာသမိုင်းမှာကြီးမားဆုံးမှတ်တိုင်တစ်ခုဖြစ်ခဲ့ရုံနဲ့မကပဲသူမရဲ့အဖွဲ့ပေါ်ထားရှိတဲ့နှဆိုင်လာတဲ့သစ္စာတရားနဲ့သမဏိလိုခိုင်မာတဲ့စိတ်ဓာတ်ကိုတစ်ကမ္ဘာလုံးကသိမှတ်ပြုဒေသသွားအောင်ပြသလိုက်တဲ့ခိုက်တံပဲဖြစ်ပါတယ်။ဖွဲလိုက်အောင်မြင်မှုတွေလည်းမကပဲ CN ဟာတကူတော်လူပညာရှင်တယောက်အနေနဲ့ပါအမေရိကန်ဂီတဈေးကွက်ကိုရဲရဲဝံ့ဝံ့ချိန်ခေါ်ခဲ့တဲ့သူပါဂီတတယ်မကပဲသူမရဲ့ထူးခြားဆန်းသစ်တဲ့ fashion မြင်တွေကြောင့်ကမ္ဘာကျော်ဒီဇိုင်နာတွေရဲ့အချစ်တော်တယောက်ဖြစ်ခဲ့သလိုကမ္ဘာအဆင့်မီပွဲတွေမှာလည်းကိုရီးယားမျိုးသမီးလူပညာရှင်တယောက်အနေနဲ့ဂုဏ်ယူစွာခြေချနိုင်ခဲ့ပါတယ်။ CN ဟာနောက်နိုင်ငံဂီတလောကမှာအာရှသူတွေပေါ်ထားရှိတဲ့အမြင်တွေကိုပြောင်းလဲပြနိုင်ခဲ့ပြီးအောင်မြင်မှုဆိုတာထက်ပိုတဲ့လူပညာရှင်တယောက်ရဲ့ရဲရင်မှုနဲ့ကိုယုံကြည်မှုကိုအမြဲတမ်းရှေ့တန်းတင်ခဲ့သူဖြစ်ပါတယ်။ဘဝမှာအောင်မြင်မှုတွေမကပဲနာကျင်စရာကောင်းတဲ့ချိုးကွေးတွေကိုလည်း CN ဟာရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ရပါတယ်။2016ခုနှစ်မှာ 2NE1 အဖွဲ့ဖျက်သိမ်းလိုက်ရတဲ့အခါသူမဟာအဖွဲ့ရဲ့ခေါင်းဆောင်တယောက်အနေနဲ့ရောလူပညာရှင်တယောက်အနေနဲ့ပါကြီးကျယ်စိတ်တန်ရာရခဲ့ပါတယ်။ဒါပေမဲ့သူမဟာရှုံးမပေးခဲ့ပဲ In the Name of Love ဆိုတဲ့ Evan နဲ့အတူသူမရဲ့နာကျင်မှုတွေကိုလူပညာနဲ့ကုစားခဲ့ပါတယ်။သူမဟာကုမ္ပဏီကြီးတွေရဲ့အကာအကွယ်မပါဘဲ Berry Cherry ဆိုတဲ့ကိုပိုင်အေဂျင်စီကိုတည်ထောင်ခဲ့ပြီးလွတ်လပ်တဲ့လူပညာရှင်တယောက်အနေနဲ့ကိုလန်းကိုဖောက်ခဲ့ပါတယ်။ဒီကာလတွေမှာသူမဟာစိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေရှိခဲ့ပေမဲ့ပြည်သက်တွေပေါ်ထားရှိတဲ့မေတ္တာတရားကြောင့်သာပြန်လည်ရုပ်ထနိုင်ခဲ့တာပါ။သူမဟာအမောင်သုံးနည်းရတွေကိုကြောဖြတ်ပြီးပုံမရင်းချက်တင်ငိမ့်နဲ့လူပညာရှင်တယောက်အဖြစ်ပြည်သက်တွေရဲ့ရှေ့ကိုပုံမခိုင်မာတဲ့စိတ်ဓာတ်နဲ့ပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်။ CN ရဲ့ဘဝဇာတ်ကြောင်းကနေကျွန်တော်တို့ရရှိလိုက်တဲ့ကြီးမားဆုံးသင်ခန်းစာကတော့ကိုယုံကြည်မှုရှိခြင်းဟာကြီးမားဆုံးသောလက်နက်ဖြစ်တယ်ဆိုတာပါပဲ။သူမဟာလမ်းဟောင်းတွေကိုမလိုက်ပဲကိုပိုင်လမ်းတစ်တွေဖောက်လုပ်ခဲ့တယ်လို့တက်ခွဲတွေကြုံလာတိုင်းလဲမျိုးသားဆုံးနည်းနဲ့ရင်ဆိုင်ကြောဖြတ်ခဲ့တဲ့သူပါ။အခုဆိုရင် CN ဟာကဘာကျော်ပေါ်စတာတယောက်နေတဲ့နေမကပဲမျိုးဆက်တဲ့လူပညာရှင်တွေအတွက်အားကျစရာကောင်းတဲ့စံပြပုဂ္ဂိုလ်တယောက်ဖြစ်နေပါပြီ။ခင်ဗျားတို့လည်းဘဝမှာတစ်ခါတလေတယောက်တည်းရုန်းကန်နေရတဲ့လူခံစားရတဲ့ CN ကိုကြည့်ပါ။သူမပြောသလိုပဲကိုယ့်ရဲ့အယောင်သွေးကိုဘယ်သူကြောင့်မှမမိန်ဖြော့ပါသေးနဲ့။ကိုယုံကြည်ပြီးကောင်းဆုံးကြိုးစားနေသူခင်ဗျားတို့လည်းကိုဘဝရဲ့
တဲ့ဘီရင်မှဒါမှမဟုတ်ဘီရင်တစ်ပါးဖြစ်လာမှာပါ။ချုံမပေးပင်ချေးဆက်ဖို့ကသာအရေးကြီးဆုံးပါပဲ။ဒီနေ့တော့ဒီလောက်ပါပဲ။ကျွန်တော်ဘူးမောင်ပါ။နောက်တစ်ပတ်မှာပြန်တွေ့ကြမယ်ဗျာ။